ငွေနဲ့ဝယ်လို့မရအောင်တန်ဖိုးကြီးတဲ့အရာ10ခုလောကမှာဘဝတစ်ခုရှင်သန်ရည်တည်နိုင်မှုငွေရမရှိမပြည့်လိုအပ်တဲ့အရာတစ်ခုပါဒါပေမဲ့ဘဝမှာငွေထပ်ပူပြီးတန်ဖိုးကြီးတဲ့အရာတွေကလည်းများစွာရှိနေပါတယ်အဲ့ဒီအရာ10ခုကိုအခုပြပြပေးတော့ပါမယ်နံပါတ်1မိဘ2ပါးဆုံးရှုံးသွားပြီးရင်ဘယ်တော့မှပြန်မရနိုင်တော့တဲ့အရာတွေထဲမှာမိဘ2ပါးပါဝင်ပါတယ်ဒါကြောင့်အသက်ရှင်နေတုန်းသင်ရဲ့မိဘကိုတန်ဖိုးထားပါဂရုစိုက်ပြီးပါပြုစုပြီးပါမိဘတွေမရှိတော့မှတန်တနေတာထက်အသက်ရှင်နေတုန်းမှာဂရုတစိုက်ပြုစုရွေးရခြင်းဖြင့်ကျေးဇူးဆက်ပေးပါနံပါတ်2မိသားစုလောကမှာသင်ဆိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေသင်ရဲ့ဖြစ်တည်မှုတိုင်းကိုအရှိတိုင်းနားလည်လက်ခံပေးနိုင်တာကသင်ရဲ့မိသားစုပါကမ္ဘာကြီးမှာဘယ်ရာမှမိသားစုလောက်အရေးမကြီးပါဘူးသင်မိသားစုကိုအခြားအရာတွေနဲ့ဘယ်တော့မှအစားမထိုးမိပါစေနဲ့သင်မိသားစုပြိုကွဲစေနိုင်တဲ့လုပ်ရမျိုးမပန်တီးမိအောင်သတိထားပါသင်မိသားစုကိုတန်ဖိုးထားပါမျက်နှိုးပါကာကွယ်စောင့်ရှောက်ပါနံပါတ်3ကျမ်းမာရေးကိုတန်ဖိုးထားတယ်ဆိုရင်ကိုယ့်ရဲ့ကျမ်းမာရေးကိုဂရုစိုက်ပါကိုကျမ်းမာနေမှစိတ်ချမ်းသာရမှာပါကိုကျမ်းမာစိတ်ချမ်းသာနေမှအခြားသူတွေကိုကူညီထောက်ပံ့ပေးနိုင်မှာပါဘလောက်ကြာအသက်ရှင်ရမယ်မသိနိုင်တဲ့လူဘဝမှာအသက်ရှင်တဲ့အနာမဲဖို့ကျမ်းမာရေးကိုအထူးဂရုစိုက်ပါနံပါတ်4မေတ္တာတရားကမ္ဘာကြီးရဲ့တောင်းတဆုံးတဲ့အစာငတ်ဆုံးသောအရာကမေတ္တာတရားပါလူတိုင်းကမေတ္တာတရားကိုလိုအပ်နေကြတယ်တဲ့ဒါကြောင့်နေရာတိုင်းမှာမေတ္တာတရားကိုဖြန့်ဝေပါအမုန်းတရားတွေကိုခြေပြတ်ဖို့အင်အားအကြီးမားဆုံးလက်နက်ကလည်းမေတ္တာတရားပါပဲကမ္ဘာကြီးမှာအမုန်းအာဃာတတွေအစားချစ်ချင်းမေတ္တာတွေမွေးပြန့်နေပါစေနံပါတ်5အချိန်ကိုတန်ဖိုးထားပါအချိန်ဟာသင်ရဲ့ဘဝသင်ရဲ့အနာဂတ်အတွက်အရေးကြီးပါတယ်အချိန်ကိုအကျိုးရှိအသုံးပြုတတ်ဖို့ကိုသင်ယူပါသင်အောင်မြင်တာကြာရှုံးတာကအချိန်ကိုဘယ်လိုအသုံးချသလဲဆိုတဲ့အပေါ်ကိုအများကြီးမူတည်မှုရှိပါတယ်ဘဝတစ်ခုကိုအချိန်နဲ့တည်ဆောက်ထားတာမို့သင်ဘဝကိုတန်ဖိုးထားရင်အချိန်ကိုလည်းတန်ဖိုးထားပါအကျိုးရှိအသုံးချပါအကျိုးမရှိတာတွေနဲ့ပဲတဏှိတာကိုမလဲပတ်မိပါစေနဲ့နံပါတ်6ပျော်ရွှင်မှုလူဘဝကြီးကတူတောင်းလုံးပါလေစိတ်ညစ်စရာဝမ်းနည်းစရာတွေကိုနေရာမပေးပါနဲ့ဖြစ်သမျှအရာအလုံးကိုအတိတ်မှာပဲထားခဲ့လိုက်ပါဖြစ်ပြီးသွားတဲ့အတိတ်ကလေးလံမှုမှန်သမျှအလုံးကိုယ်နားမှာကြမထားပါနဲ့လွှတ်ချထားလိုက်ပါပျော်ရွှင်စရာစိတ်ရွှင်လန်းစရာတွေကိုပဲတွေးပါပျော်ပျော်နေပါကဘာကြီးမှာဖြစ်သမျှအရာအလုံးကသင်နဲ့မဆိုင်ပါဘူးသင်ကိုစိတ်ဆင်းရဲစေမဲ့ဘယ်လိုအရာတွေမဆိုစိတ်ထဲမထားပါနဲ့ဘူလောင်စရာတွေကိုလက်ဝဲပိုက်မထားပါနဲ့ပျော်ရွှင်စရာတွေအတွက်ပဲနေရာပေးပါရီမောစရာတွေကိုသာဖန်တီးပါစိတ်ပျော်ရွှင်အောင်နေပါနံပါတ်9ယုံကြည်မှုဆုံးရှုံးသွားပြီးအသက်တပံပြန်လဲတည်ဆောက်လို့မရနိုင်တဲ့အရာတွေထဲမှာယုံကြည်မှုလည်းပါပါတယ်လူတွေကသင်နာမည်ကိုကြားလိုက်တာနဲ့သူဆိုရင်တော့ယုံကြည်ရပါတယ်ဆိုတဲ့အဆင့်ထိဖြစ်အောင်နေပါလူတယောက်ရဲ့ယုံကြည်မှုကိုဘယ်တော့မှလွဲသုံးစားမလုပ်မိပါစေနဲ့သင်ရဲ့ခုံသိက္ခာကသင်ရဲ့တန်ဖိုးကိုဖော်ပြနေပါတယ်နံပါတ်10ကိုချင်းစာတရားသူ့နေရာမှာငါသာဆိုရင်ဆိုတဲ့ကိုချင်းစာတရားကိုမွေးထားပါဘဝမှာဘာမှမပိုင်ဆိုင်ခဲ့ရရင်တော့လူတွေပေါ်ကိုချင်းစာတရားထားထားအောင်ကြိုးစားပါလူကိုလူလိုမြင်ပါလူတွေပေါ်မှာစာနာစိတ်မွေးပါလူတယောက်ပေါ်မှာဘယ်တော့မှယုံညံ့တဲ့အပြစ်မှုတွေမလုပ်မိပါစေနဲ့မရက်ဆက်လိုက်ပါနဲ့နံပါတ်9မိတ်ဆွေသင်အမှန်တကယ်အကူအညီလိုအပ်ချိန်မှာသင်ကိုကူညီပေးတဲ့သူတွေကိုတန်ဖိုးထားပါဆွေမျိုးထောင်တောင်းထက်စင်မှန်တဲ့မိတ်ဆွေစစ်တယောက်ကပိုပြီးတန်ဖိုးကြီးပါတယ်သင်ရဲ့မိတ်ဆွေအပေါ်ဘယ်တော့မှသစ္စာမဖောက်ပါနဲ့သူ့အပေါ်ကျေးဇူးမကမ်းပါနဲ့သူရဲ့တန်ဖိုးကိုနားလည်ပါအမြဲတမ်းတန်ဖိုးထားပေးပါနံပါတ်10ဘဝလက်တွဲပေါ်ကမ္ဘာပေါ်မှာရှိတဲ့တန်ပေါင်းများစွာသောလူတွေတဲကအကောင်းဆုံးသောသူကသင်အတွက်ဘဝလက်တွဲပေါ်ပါဒါကြောင့်သင်ဘဝရဲ့လက်တွဲပေါ်ကိုတန်ဖိုးထားပါမျက်နှိုးပါသူ့ပေါ်ယူသားပါသူ့ပေါ်မှာသစ္စာရှိပါဒီ10ခုကိုဘယ်တော့မှငွေချင်းနဲ့တန်ဖိုးမပြလိုက်ပါနဲ့ဒါတွေကငွေနဲ့ဝယ်ယူလို့မရအောင်ပို့ပြီးတန်ဖိုးကြီးမှာပါတယ်မိတ်ဆွေတို့အတွေးခေါ်နဲ့အမြင်သစ်တွေရစေဖို့စောင့်မြတ်ဖတ်ပါမဖတ်နိုင်ရင်မဖတ်အားရင် Webpower Audio Book application မှာနားထောင်ပါ application ကိုအခုပဲ download ချလိုက်ပါ link ကို comment မှာချပေးထားပါတယ်ခင်ဗျာ